အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ကျွန်တော်မိတ်တူနဲ့ B9 ဆိုင်တဲ့အတွက်ပေါ့နော်ဒီဇိုင်း PSC ဖိုင်တွေကျွန်တော်တို့အများကြီးရှိတဲ့အခါမှာကျွန်တော်ဒီနေ့ကတော့ပညာရေးနဲ့ပတ်သက်တဲ့ကျွန်တော်ပညာရေးကွန်ပျူတာတန်လာဒီဇိုင်းတွေကိုရွေးချယ်ပြီးတော့ပြပေးသွားပါမယ်မိတ်ဆွေတို့ဒီမှာပညာရေးနဲ့ပတ်သက်တဲ့ကွန်ပျူတာတန်လာဒီဇိုင်းတွေပဲဖြစ်ဖြစ်တခြားသောဖိတ်စာဒီဇိုင်းတွေပဲဖြစ်ဖြစ်တခြားသောဒီဇိုင်းပေါင်ချဒီဇိုင်းတွေပဲဖြစ်ဖြစ်ကျွန်တော်မြင်လာတဲ့ဒီဇိုင်းလေးကျွန်တော်ပြောပေးမယ်ဒီဇိုင်းတစ်ခုလာအပ်တယ်နော်ဆိုလို့ရှိရင်ကိုယ်တိုင်စိတ်ကြိုက်အဲ့လိုမျိုးစိတ်ရှုပ်ခံပြီးတော့မှဆွဲနေစရာမလိုတော့ဘူးကျွန်တော်တို့ဒီမှာရှိတဲ့ဒီဇိုင်းလေးတွေနဲ့မှီညမ်းပြီးတော့မှဒီဇိုင်းလေးတွေကိုနည်းနည်း creation ပြန်ထည့်ပြီးတော့မှစာသားလေးတွေချိန်ပြီးတော့မှအစင်သင့်သုံးလို့ရတယ်သဘောထားတစ်ခုကကျွန်တော်တို့မိတ်ဆွေကိုဒါမျိုးပညာရေးနဲ့ပတ်သက်တဲ့ဂုဏ်ပြုမန်ဒလာတစ်ခုဒီဇိုင်းတစ်ခုလာဆွဲခိုင်းနေဆိုလို့ရှိရင်ဒီမှာ font color တွေ font design တွေ font style တွေ font ရဲ့နေရာထားသူတွေ logo နေရာထားသူတွေအစားကျွန်တော်စီစဉ်ထားပေးတဲ့အခါကျတော့မိတ်ဆွေတို့ကိုယ်တိုင် creation အဲ့လိုမျိုးခေါင်းချုပ်ခံပြီးတော့တိတ်ပြီးစဉ်းစားကြရမလို့တော့တဲ့အကြောင်းကိုကျွန်တော်ပြောချင်တာပေါ့နော်ဟုတ်ကဲ့ပါဒါမျိုးဒီဇိုင်းတွေလိုချင်တယ်ဆိုရင်တော့ကျွန်တော်စီမှာရှိပါတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေအကောင့်တွေကတော့ကျွန်တော်ရဲ့ TikTok profile အောက်မှာဖုန်းနံပါတ်တွေအကောင့်တွေကျွန်တော်တို့ချပေးထားပါတယ်ဒီမှာကတော့ဒါ Photoshop မှာဖွင့်ပြထားပေးခြင်းဖြစ်တယ်ဒါ file ရှင်တွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကပြပေးခြင်းဖြစ်တယ်ဒီမှာကတော့ design PSC file တွေကတော့ဒီမှာသူ့ရဲ့ file နဲ့သူရှိပါတယ်ဒီမှာ file 1မှာဆိုလို့ရှိရင်လည်း design PSC file ပေါင်း52ခုရှိတယ် file 2မှာဆိုလို့ရှိရင်လည်းfile 2မှာဆိုရင်လည်း52ခုရှိတယ် file 3မှာဆိုလို့ရှိရင်82ခုတောင်ရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်မိတ်တူနဲ့ B9 ဆိုင်နေဓာတ်ပုံဆရာတွေပြီးတဲ့အခါကျရက်တောင်နဲ့ဖိတ်စာအမျိုးမျိုးလုပ်နေတဲ့သူတွေအတွက်ဒါကျွန်တော်တို့ပညာရေးနဲ့ပတ်သက်တဲ့ကွန်ပျူတာမှတ်တမ်းလွှာလေးတွေပေါ့နော်ဒါလေးတွေကျွန်တော်ပြပေးခြင်းဖြစ်ပါတယ်အားလုံးမလို့ချင်တယ်ဆိုလို့ရှိရင်ခုနကကျွန်တော်ပြောတဲ့ profile ရဲ့အောက်မှာဆက်သွယ်ဖုန်းနံပါတ်တွေအကောင့်တွေချပေးထားပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်